မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာကိုဒီကျွန်တော်တို့ဖုန်းတော်တော်များများမှာပေါ့နော်ကျွန်တော်မြန်မာစာတွေမှန်မှန်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီဖြည့်ရှင်းတဲ့နည်းတွေတော့ဒီတခြားနည်းတွေရှိပါတယ်ပေါ့နော်ဖြည့်ရှင်းကြတာအများကြီးပါအဲ့ဒါတွေကိုကျွန်တော်ဖြည့်ရှင်းတာကိုဘယ်လိုတွေဖြည့်ရှင်းကြတယ်လဲဆိုတော့ကျွန်တော်ဒီမှာကိုဒီ root နဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ဒီမြန်မာစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ကိုကျွန်တော်သိတဲ့လောက်လေးတာထားသလောက်ကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်ကျွန်တော်သိရလူလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာလုပ်ပြတာကိုကျွန်တော်တီချာရေးလိုက်ကြည့်ပေါ့နော်ကျွန်တော်လာမေးထားလူအများကြီးရှိပါတယ်ဖုန်းတွေကဒီကျွန်တော်တို့မြန်မာစာမမှန်နဲ့ပြဿနာတွေပေါ့နော်ဖုန်း Samsung ဖုန်းတို့ OPPO တို့ Vivo တို့ Lenovo တို့ပေါ့နော်စသဖြင့်မှာကိုဒီမြန်မာစာမမှန်တာကိုကျွန်တော်တို့ဒီသူတို့ root ဖောက်ဖို့ကျွန်တော်ပြောပါတယ်တချို့ဖုန်းတွေကြောက်တယ် root မဖောက်ချင်ဘူးပေါ့နော်အမျိုးမျိုးပြောတာရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီမှာကိုဒီအရာတွေမပြောခင်ကိုဒီ root အကြောင်းကိုကျွန်တော်အနေငယ်ပြပြဖြစ်ပါတယ်ဒီ root ရဲ့အကြောင်းအပြည့်စုံလို့နောက်ကျွန်တော်ရေးထားပြီးသားရှိရပါတော့နောက်အားကြုံကြိုက်လို့ရှိရင်တော့ကျွန်တော်ဒီ Facebook မှာကိုကျွန်တော်ဒီ YouTube မှာကိုကျွန်တော်တင်ပေးပါကျွန်တော် root ကြတော့ကျွန်တော်ပါလဲဆိုရင်ကျွန်တော်တို့ hacker သဘောပါဒီ root ဖောက်တယ်ဆိုတော့ကျွန်တော်တို့ဒီ root ဖောက်တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာစာမမှန်တာတော့ပေါ့နော်ကျွန်တော်တို့ဟိုလိုအပ်တဲ့ application မှာဆို root ဖောက်ပြီးသုံးရတာရှိပါတယ်ကဲလို့ root ဖောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဖုန်းတွေရာကိုဒီတန်ကို original တိုင်းကိုတဲ့မကောင်းတော့ပါဘူးဘာဖြစ်လို့ဆိုကျွန်တော်တို့ ready လို့ခေါ်တဲ့အာမခံချက်တွေကျွန်တော်ဆုံးရှုံးပါဒီ root ဆိုလို့ရှိရင်ဒီကျွန်တော်တို့ company တွေမဖောက်ခိုင်းပါဘူးစက်ရုံထုတ်တွေမဖောက်တော့ဘောနော်ဒါဆိုလို့ရှိရင်ဖုန်းကအနှင်းငယ်ကိုဒေးလာမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစံမှန်တို့ root ဖောက်ဆိုတာရှိပါတယ်အဲ့ဒီ root တွေကိုကျွန်တော် root ဖောက်ဖို့လာပြောရလို့အမျိုးမျိုးရှိရပါတော့ကျွန်တော်ဒီဖုန်းတွေအများကြီးဆိုတော့ကျွန်တော်လည်းမအားဘူးပေါ့နော်မအားတော့တလုံးစီကိုကျွန်တော်ရှင်းပြလို့မရပါဘူးအဲ့ဒီအတွက်ကျွန်တော်ပြောတာတွေကိုတေချာတိုက်ပြီးလုပ်ကြည့်ပါတော့ကျွန်တော်ဖုန်းတော်တော်များများကို root ဖောက်ဖို့အတွက်ကျွန်တော် king root ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ king root ပေါ့နော် king root ကဖုန်းတော်တော်များကို root ဖောက်ပေးနိုင်ပါတယ်ကျွန်တော်တို့ခုနောက်ဆုံးပေါ်ထွက်တဲ့ဒီ9.3address version 9.3ကိုတော့သူဖောက်နိုင်ပါတော့အခုကျွန်တော်ဒီမှာပြတ်မှာကြတော့သူဒီမှာ address 2.2ပေါ့နော်အဲ့ကောင်ယူက address 6.1ပေါ့နော် model Y အထိကိုသူ root ဖောက်နိုင်တဲ့အကြောင်းကိုသူပြပြထားပါကျွန်တော်ဖုန်းထဲမှာတင်တစ်ချက်နဲ့ယုံနဲ့ root ဖောက်နိုင်ပါတယ်တချို့ဖုန်းတွေမှာနော်ဒီဖုန်းအခက်ခဲကြောင့်သူဖုန်းတွေ root ဖောက်ခက်ခဲပါတယ်အဲကြောင့်ဖုန်းတစ်လုံးနဲ့တစ်လုံးတူမှာတော့မဟုတ်ဘူးနော်အဲ့ဒါကိုကျွန်တော်ပြောတဲ့အတိုင်းလိုက်ပြီးလုပ်ကြည့်ပါဒီမှာကိုကျွန်တော်ကိုတောင်းဆိုထားတဲ့လူတွေရှိပါတယ်ကျွန်တော် root ဖောက်ဖို့တော့ကိုဘီယာကျွန်တော်ကဖုန်းကတစ်လုံးနဲ့တစ်လုံးတူချင်မှတူမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တောင်းဆိုထားတဲ့လူတွေတက်ကိုဒီမှာကျွန်တော်ဒီ king root ကိုကျွန်တော်တစ်ခုစီးကိုကျွန်တော်ပေးလို့မရပါဘူးเนาะဘာဖြစ်လို့ရှင်ကျွန်တော်မှာလေးတွေတစ်ခုစီးကိုမပေးဘူးကျွန်တော် website တစ်ခုပြင်မယ်အဲ့ဒီ website ထဲမှာဝင်တောင်းပါတော့ဒီတောင်းမယ်ဒီ website ကိုလည်းကျွန်တော်ဒီ video file အောက်မှာ link ထည့်ထားပေးပါဒီမှာပါကျွန်တော် download လုပ်ဖို့အတွက်ကိုဒီအောက်မှာရှိပါတယ်ဒီမှာပါတော့ဒီမှာဒီကို king root 4.1 ညရင်ကျွန်တော်တို့ဟိုးအထိရှိပါတယ်အခုနောက်ဆုံးထွက်ပေါ့နော်ဒီပါ4.95အထိကိုဒီနောက်ဆုံးထွက်ပါတော့အခုနောက်ဆုံးထွက်ဒီ version ကိုကျွန်တော်တို့ဒီအထိကို root ဖောက်လို့ရပါကျွန်တော်ဒီ website ထဲရောက်သွားရင်ဘယ်လို down လဲဆိုတော့ကျွန်တော်ပြပြပါမယ် king root ကိုကျွန်တော်တို့ဒီကျွန်တော် browser ရှိကျွန်တော်ဒါဖို့ဒီကျွန်တော် easy as download ပေါ့တစ်ခါ download ရပါကျွန်တော်တော့မ down ပေါ့နော်နမူနာဖြစ်ပြတာအဲ့လိုမျိုး down ပါအဲ့ဒါတော့ဒီကိုတစ်ခုပေါ့နော်ကျွန်တော်ဒီဟာကိုဒီ king root တွေဒီမှာမိ down ပေါ့နော် down ရင်လို့ရှိရင်ကျွန်တော်အရင်ဆုံးပြပြမှာကတော့ဒီအခု king root တွေကအများကြီးရှိတာပေါ့နော်ဥပမာကျွန်တော်တို့ဖုန်းနဲ့ကိုက်ညီမဲ့ version မျိုးကို down ပါပေါ့နော် download လုပ်ဆွဲပါဥပမာကျွန်တော်တို့ရဲ့ဖုန်း version ကနေနေတယ်ဥပမာဒီ king root version ကမြင့်နေပြီ root ပေါက်သွားပြီ root မနိုင်လို့ရှိရင်ကျွန်တော်တို့ဖုန်းက logo ပြန်မတက်တာကိုတော်တော်များများတွေ့ရတာပေါ့နော်ကျွန်တော်တို့ Samsung ဖုန်းတွေမှာဆိုလို့ရှိရင်ကျွန်တော် king root ကဖောက်လို့ရပါတယ်ပေါက်သွားတယ်ဒါပေမဲ့ root မနိုင်တော့ပြန်ပြုတ်ကြတာတွေ့ရတာပါနော်အဲ့ဒါ root မနိုင်လို့ပါကျွန်တော်ဖုန်းပြီးဖောက်ပြီးသွားရင်ကျွန်တော်ဖုန်းအလုံးမလုံးတော့ဆိုရင် root မနိုင်လို့ပြန်ဖြစ်သွားတာဖြစ်တဲ့နောက်ကြရင်ကျွန်တော် framing တွေပါထိသွားတတ်ပါတယ်ကျွန်တော် framing ပါထိသွားရင်ကျွန်တော် framing ပါပြန်တင်ရတာရှိတာပါနော်ဒါတော့ root အကြောင်းကိုကျွန်တော်ပြောပြတာပါနော်မြန်မာစာအဲ့ဒါတော့တခုပေါ့နော်တကယ်လို့ဒါတော့ root သမားတွေတော့ကိုကျွန်တော်ပြောပြတာပါ root ဖောက်ခြင်းနဲ့ဆိုရင်ကျွန်တော် king root ရှိပါတယ်အဲ့ဒီကျွန်တော် website link ကို video အောက်မှာထည့်ထားပါအဲ့ဒီမှာကိုနဲ့ကိုက်ညီမဲ့နော်ကိုဖုန်းနဲ့ကိုက်ညီမဲ့ version နဲ့ကို down ပါနောက်တစ်ခုကျကျွန်တော် root မဖောက်ခြင်းတဲ့လူတွေပေါ့နော် root မဖောက်ခြင်းတဲ့လူကြတော့ကျွန်တော်တို့မြန်မာစာမမှောင်မှာမပုံပါ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဥမာကျွန်တော် root မဖောက်ခြင်းတဲ့ဖုန်းတွေကြာကျွန်တော် Facebook ပေါ့နော်ဥမာ
ဒီကျွန်တော် Samsung ဖုန်းတွေပေါ့နော် Samsung ဖုန်းလို့ကျွန်တော်တို့ဒီ OPPO တို့ဒီ Huawei ဖုန်းတွေဆိုလို့ရှိရင်ဒီ Play Store မှာကိုကျွန်တော်တို့သွားရှာလိုက်ပေါ့နော်ဒီမှာကိုကျွန်တော်ပြန်ပါပါအဲ့ကောင်ကြတော့ကျွန်တော်ဒီ Facebook နဲ့ကျွန်တော်တို့ဒီ Viber ဒီလောက်ပဲရတာပေါ့နော်ကျွန်တော် website ထဲသွားရင်တော့မြန်မာစာမှန်မဟုတ်ပါဘူးတပါပါဟွာကျွန်တော်တို့ဒီ website တွေတွိုင်းတော့သူဒီမှန်မှန်ဦးပေါ့နော်ဒီမှာခဏစောက်ပြီပေါ့နော်ကျွန်တော် internet လိုင်းမကောင်းလို့ပါဒီကျွန်တော်တို့ဒီ Play Store မှာပေါ့နော်သွားပြီးတော့ကျွန်တော်တို့ဒီ Zoji Samsung လို့ကျွန်တော် Zoji Offipo ဆိုတော့ဒီ app တွေရှိရပါတော့ဒီ application တွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ Samsung နဲ့ကျွန်တော် Offipo ဖုန်းတွေအတွက်ပါအဲ့ကောင်ကျတော့ root ဖောက်ဆရာမလိုပါဘူးเนาะဒီကောင်တွေ down ပြီးသွားရင်ကျွန်တော်တို့ဖုန်းမှာကိုဒီကျွန်တော်တို့ဒီဟွာပေါ့နော်ဒီ open ပေါ်မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဒီ setting ထဲပေါ့နော် setting ထဲမှာသွားပြီးတော့ false time မှာကိုသွားချိန်ပေးရမှာပါကျွန်တော် down ထားတဲ့ဥပမာကျွန်တော် Samsung ဆိုလဲ Samsung ဆိုကြီးဖုန်းကိုချိန်ပေးပေါ့နောက်တစ်ခု Oppo ဆိုလဲ Oppo ဒီသူ့ရဲ့ဖုန်းကိုချိန်ပေးလိုက်ပါဒီဟာတစ်ခုပေါ့နော်ဒါတော့ကျွန်တော်တို့ဒီဖုန်းအမျိုးအစားပေါ့နော်နောက်တစ်ခုကျကျွန်တော်တို့ဗာလဲဆိုရင်ကျွန်တော်တို့ဒီဟွာပေါ့နော်ဒီသူတို့ဒါကြတော့ကျွန်တော်တို့ဒီ Facebook တို့ကျွန်တော်တို့ဒီ Viber တို့မှာတော့စာဖတ်လို့ရမယ်ကျွန်တော်တို့ website ထဲသွားရင်တော့ကျွန်တော်တို့စာကိုဖတ်ရမှာမဟုတ်ဘူးပေါ့နော်မြန်မာစာမှန်မဟုတ်ဘူးအဲ့ဒီအတွက်ဒါကျွန်တော်ခုပြောပြတာကျွန်တော် room မဖောက်ချင်တဲ့လူတို့ကိုပြောပြတာပါနော် room မဖောက်ချင်မဲ့အတွက်မြန်မာစာကိုမှန်မှန်ကန်ဖတ်ချင်တယ်ဆိုရင်ဒီနည်းအတိုင်းလုပ်ကြည့်ပါပြီးတော့ရင်ဒါတော့တစ်ခုပေါ့နော်တခြား font တွေကအများကြီးတယ်ကြာနမူနာဖြစ်ပြတာနောက်တစ်ခုကျကျွန်တော်တို့ဒီမှာဟို website မှာကျွန်တော်တို့ website ထဲဝင်ပေါ့နော်ဥမာကျွန်တော် website တစ်ခုသွားလို့ရှိရင် internet ထဲဝင်လို့ရှိရင်ကျွန်တော်မြန်မာစာမှန်တာပါအဲ့ဒါဘယ်လိုဖတ်ချင်လဲဆိုရင်ကျွန်တော်တို့ဒီမှာကိုရေးထည့်ပါဟိုဖိုးမြန်မာပေါ့နော်ဖိုးမြန်မာ browser လည်းရှိတယ်โอเคဒီမှာပါဒီကောင်းကိုကျွန်တော် download ထည့်ပေါ့နော်အဲ့ဒီ download ထွက်မဲ့ link ကိုလည်းကျွန်တော်ဒီ video file ရဲ့အောက်မှာကို link ထည့်ထားပေးပါပါဒါကြတော့ကျွန်တော်တို့ဒီ website တစ်ခုသွားလို့ဆိုရင်ဒီဖိုးမြန်မာ browser နဲ့ဝင်ပေါ့နော်တကယ်လို့ root မဖောက်ဘူးဆိုရင်ဒီကောင်ကမြန်မာစာမှန်ပါတယ်ဒါတော့ကျွန်တော် website ထဲမှာမြန်မာစာမှန်လို့အတွက်ဒီဖိုးမြန်မာ browser နဲ့လုပ်ပါနောက်တစ်ခုကျကျွန်တော်တို့ဒီ Facebook မှာပေါ့နော်ဒီ Facebook မှာကျတော့ဒီဖိုးမြန်မာနဲ့လုပ်ရပါတယ် root မဖောက်တဲ့ဖုန်းတွေကိုဒီ Facebook တစ်မျိုးတည်းပဲဖတ်ပါနော်ဒီကောင်ကျတော့တစ်မျိုးပါဒီ download လုပ်မဲ့ link ကိုလည်းကျွန်တော်ဒီထဲမှာကိုထည့်ထားပေးမှာပါဒါဆိုရင်ကျွန်တော်တို့ခုနပြောပြတော့စားပါနော်ဒီကျွန်တော်တို့ root မဖောက်ချင်တဲ့သူတွေအတွက်ပေါ့နော်အဲ့ဒါကိုဒီမှာဒီ software ဒီကောင်တွေပေါ့နော်ဒီ application တွေကို download လုပ်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖတ်လို့ရမှာပါနော်နောက်ခုကျကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းမှာပေါ့နော်ဒီမြန်မာဖောက်ပါမလာတာကိုဆိုလို့ရှိရင်လည်းကျွန်တော်အဲ့ဒါကြတော့ကျွန်တော်တို့ဒီ root ဖောက်မှာပါနော် root မြန်မာဖောက်မပါဘူးเนาะအဲ့ဒီဖုန်းဆိုကျွန်တော် root ဖောက်ပါလိမ့်မယ် root ဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပထမအရင်ဆုံးပြောခဲ့ရเนาะအဲ့ဒီမှာကိုမိမိဖုန်းနဲ့ကန့်ညီမဲ့ version ကိုเนาะ version root ကိုဖောက်ပါလို့ကျွန်တော်အကြံပေးနေတာပေါ့နော်အခုနကကျွန်တော်ပြောတဲ့စီ Samsung နဲ့ Oppo ဖုန်းကြတော့ကျွန်တော်တို့တချို့ဖုန်းတွေကြတော့မှန်တယ်တချို့ဖုန်းတွေကြမှန်လာလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ခုနဒီဖုန်းနှမျိုးကြတော့ကျွန်တော်ခုနပြောတဲ့ Samsung ဖုန်းနဲ့ဆိုဒီ Oppo ဖောက်ကို down ပေါ့နော် down ပြီးရင်ကျွန်တော်တို့ဒီ false time မှာသွားချိန်ပြပါအဲ့ဒီနှစ်ခုကြတော့ကျွန်တော် root မလိုပါဘူးဒါပေမဲ့အကောင်တော့ဒီကျွန်တော် website မှာတော့ကျွန်တော်မြန်မာစာတွေသွားဖတ်လို့ရမှာမဟုတ်ဘူးเนาะတကယ်ဖတ်ချင်တယ်ဆိုရင်ဒီဖုန်းမြန်မာ browser ကို down ပါเนาะအဲ့ဒါဆိုရင်တော့ကျွန်တော်ဖတ်လို့ရမှာပါဒါတော့တစ်ခုပေါ့เนาะအခုနကျွန်တော်ပြောခဲ့တဲ့ဒီ king root ပေါ့เนาะဒီ king root ကိုကျွန်တော်ပြမှာပါကျွန်တော်ခုနပြထားတဲ့ king root ပေါ့เนาะโอเคပါဒီမှာเนาะဒီ king root ကိုဒီမှာကိုကျွန်တော်တစ်ခုချင်းရဲ့ link ကိုကျွန်တော်မထည့်ပြီးတော့ဘာဖြစ်လို့ဆိုရှင်များမှာတော့ link တွေကဟိုတခုကျွန်တော်လည်းအချိန်မရဘူးတခုချင်းကျွန်တော်မထည့်ပြီးတော့ဘူးဒီမှာကိုကျွန်တော်ဒီ king root ရဲ့ website link ပေါ့နော်ဒီလိုမျိုးလော website link ကိုကျွန်တော်ထည့်ပေးမယ်အဲ့ဒီမှာကိုယ်နဲ့နှစ်သက်ရ version လို့သွား down ယူပါကိုယ်နှစ်သက်ရ address ကိုဖုန်းနဲ့ကန့်ညီမဲ့ address version ကိုဖောက်ပေါ့နော်အဲ့ဒါနဲ့ဖောက်ပါဟိုကျွန်တော်တို့ဒီတချို့လူတွေဆိုအများကြီးရှိတယ်ပေါ့နော်တကယ်လို့အသေးစိတ်သိကျင်တယ်ဆိုရင်တော့တခြားနည်းပညာဆရာသမားတွေကိုမေးကြည့်ပါကျွန်တော်နည်းပညာကိုဆရာမဟုတ်ပါဘူးကျွန်တော်လေ့လာသူတယောက်ပါပဲကျွန်တော်အားတဲ့အချိန်လေးတွေကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးလုပ်ပေးရခြင်းဖြစ်တယ်ပေါ့နော်ဒီမြန်မာသားနဲ့ပတ်သက်ပြီးကျွန်တော်ခဏလာမေးတာရှိပါတယ်ကျွန်တော်တယောက်ချင်းတို့ပြိုင်မဖြေနိုင်ပါဘူးတယောက်ကမေးတချို့တွေလေးမေးရပါတော့ Samsung J2 မြန်မာသားမမှန်လို့ပေါ့နော်တချို့လည်း Huawei မမှန်လို့ပေါ့နော်အမျိုးမျိုးပြောတာပေါ့နော်
အဲ့တော့တကယ် root fault ချင်တယ်ဆိုလို့ရှိရင်ဒီမှာ key root တွေအများကြီးရှိပါတယ်အဲ့ဒီမှာကိုနဲ့နှစ်သိမ့်ရ key root ပေါ့နော်ကိုဖုန်းရဲ့ version ကဘယ်လောက် version ရှိတယ်လဲပေါ့နော်ကိုခုနက version ကိုဖုန်းက version နှိပ်ပြီး key root က version ကြီးနေတယ်ဆိုလို့ရှိရင် root ပေါက်ပြီးတော့ကျွန်တော်တို့ root ကပေါက်သွားတယ်ဒါပေမဲ့ကျွန်တော်ဖုန်းက reward ကြပြီး result ကြပြီးကျွန်တော်ပြန်တက်လာ logo ပြန်မတက်တာကိုတွေ့ရတာပေါ့နော်တချို့ဖုန်းတွေမှာရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါဆိုရင်ပြဿနာရှိတာပေါ့နော်တချို့ဖုန်းတွေဆိုလို့ရှိရင်နောက်ဆုံးအဆင့်ကျွန်တော်တို့ဒီ framing ထိသွားတာတွေ့ရတတ်တာပေါ့နော်အဲ့ဒါဆိုရင်ကို root ဖောက်မှာဆိုရင်ကိုဖုန်းနဲ့ကိုက်ညီမဲ့ version ကိုဖောက်စေချင်ပါတယ်ဒါကိုကျွန်တော်ပြပြတာပေါ့နော်ဒါဆိုရင်အားလုံးပဲဟိုအဆင်ပြေမလို့မျှော်လင့်ပါတယ်ကျွန်တော်လည်းမအားလို့ပေါ့နော်ဒီမှာကျွန်တော်လည်း internet လည်းသိမကောင်းလို့ပေါ့နော်ဟိုအားလုံးပဲအဆင်ပြေပါစေကျွန်တော်ဒီဗီဒီယို file လေးတင်ပေးတာဆိုတော့ကျွန်တော်တို့ဘာအကျိုးမရှိတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အားလုံးရစေချင်တဲ့ဆန္ဒနဲ့တင်ပေးခြင်းဖြစ်ပါတယ်အကယ်လို့ကျွန်တော်အားခဲ့ရင်ဒီ address version နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြအောင်ပါနော်ကျွန်တော်မှအချိန်မအားလို့ပေါ့နော်မအားရရဲ့ဒီမှာအလုပ်ရတာများတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ပါကျွန်တော်အချိန်ရလို့ရှိရင်ဒီ address version ဆိုတာဘာလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပြခြင်းပါတယ်အားလုံးပဲအဆင်ပြေကြပါစေ good night bye bye